ဆွေဆောင်ရပညာရှင်ကြီးလီယိုနာဒိုဒါဗင်ဂျီရဲ့လွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်ကတီထွင်ခဲ့တဲ့ခရစ်ပြေဖန်တီးမှုကိုခုမင်္ဂလာပါခင်ဗျာပလီဒီယာ channel ကပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မိုနာလီဇာပကြီးကားနဲ့ကြော်ကြတဲ့လီယိုနာဒိုဒါဗင်ဂျီဟာပုံမှန်လူသားတစ်ယောက်ထက်ထူကဲကအံဘွယ်အနုတခုမှရှေ့ဦးပညာရှင်စေဘတ်ဆိုင်ရာစုံတီထွင်သူနဲ့ဖန်တီးမှုနည်းပညာစားတဲ့နယ်ပယ်ပေါင်းစုံမှာကြီးကျယ်တဲ့တီထွင်မှုတွေကိုပြုလုပ်ခဲ့တဲ့ပုံကိုကြီးပဲဖြစ်ပါတယ်ဒါကြောင့်လဲတမိုင်းတစ်လျှောက်အတော်ဆုံးတီထွင်သူတွေကိုဖော်ပြတဲ့စီးရင်တွေမှာသူ့ရဲ့နာမည်ကထိတ်ဆုံးကရက်တီနေတာတော့လုံးဝအံ့ဩစရာမရှိပါဘူးသူဟာယနေ့ခေတ်ကာလလိုဖန်တီးမှုနည်းပညာရက်တွေကိုနှင်းပေါင်းရကြီးကလေးကကြိုတင်သိရှိဖန်တီးနိုင်ခဲ့တဲ့ဆိုတဲ့အဖြစ်ဟာသူ့ရဲ့မှတ်တမ်းတွေအရတိခွင့်ရခဲ့ကြတာပါစက်မှုအင်ဂျင်နီယာတိဆောက်ဘိုင်းတွေကနေစက်ရုပ်လိုအရာတွေအထိလီယိုနာဒိုကဖန်တီးပြခဲ့ပြီးတော့ကောင်းကင်ကိုပြန်တက်နိုင်တဲ့ယာဉ်တွေရဲ့ဒီဇိုင်းတွေကိုရိုင်းညင်အောင်ထက်နှစ်ပေါင်း400စော်ပြီးတော့ဖန်တီးနိုင်ခဲ့တဲ့ဆိုရင်တင်လုံးဝအားတင်သွားစေပါလိမ့်မယ်ဟုတ်ပါတယ်ကျွန်တော်အခုတင်ဆက်ပေးမှာကလီယိုနာဒိုဒါဗင်ဂျီရဲ့ခရစ်ပြေတီထွင်မှုကိုကိုကြောင့်ပဲဖြစ်ပါတယ်အစီအစဉ်လေးစလိုက်အောင်ခင်ဗျာနံပါတ်9 Wind Flying Machine လူအားကိုတုံးပြီးတော့လေပေါ်ပြန်တက်နိုင်တဲ့ယာဉ်တွေကိုစတင်ဒီဇိုင်းဆွဲခဲ့တဲ့သူကလီယိုနာဒိုဒါဗင်ဂျီပဲဖြစ်ပါတယ်လေလာမှုတွေအရလီယိုနာဒိုဟာဟော်နီထရိုဖာလို့ခေါ်တဲ့တောင်ပန်းတွေကိုပင်မကိုယ်တိုင်နဲ့တွဲလျက်ဖန်တီးထားတဲ့ဒီရင်ကိုငှက်တွေလင်းတို့တွေရဲ့တောင်ပန်းကိုအချင်းချင်းခွဲချမ်းစိတ်ပြနမူနာယူပြီးတော့ဒီဇိုင်းဆွဲခဲ့တာပဲဖြစ်ပါတယ်လူသားတွေဟာပထမဆုံးလေရင်ပြန်တန်းခြင်းကိုလီယိုနာဒိုဒီဇိုင်းဆွဲပြီးနှစ်ပေါင်း400ကျော်ကြာမှပြုလုပ်နိုင်ခဲ့ကြတာဖြစ်ပါတယ်နံပါတ်10ရေငုပ်ဝတ်စုံဆွေဆောင်ရပညာရှင်ကြီးလီယိုနာဒိုဒါဗင်ဂျီဟာဝိဟင်မာတာမကရေပြင်မှာပါလူသားတွေအတွက်ပုံမစိုးမိုးနိုင်တဲ့အရာတွေကိုဖန်တီးခဲ့ကြပါတယ်။ရေပြင်အောက်ကိုလူသားတွေတွာလာနိုင်ဖို့ပထမဆုံးသောရေငုပ်ဝတ်စုံဒီဇိုင်းကိုဖန်တီးခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့သူနေထိုင်ရာဗီနစ်မြို့ကိုကျူးကျော်လာတဲ့ရန်သူသင်္ဘောတွေကိုအခြေအနေစုံစမ်းနိုင်ဖို့နဲ့တိုက်ခိုက်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။15ရာစုကာလလီယိုနာဒိုဒါဗင်ဂျီရဲ့ဖန်တီးမှုဒီဇိုင်းမှာဆိုရင်အယိုးရှိသားရေပက်ကြီးတွေတက်ဆင်ထားတဲ့မျက်နှာဖုံးတွေနဲ့ရေဖိအောင်ကိုရှော့ချပေးတဲ့စတီးကွင်းလိုအရာတွေပါဝင်နေပါတယ်။အဲ့ဒီဝတ်စုံဟာဆိုရင်ယနေ့ကာလအထိအသုံးပြုနေစေရင်ငုပ်ဝတ်စုံတွေနဲ့အခြေခံအားဖြင့်တူညီနေပြန်ပါတယ်။နောက်ပိုင်းပညာရှင်တွေကတော့လီယိုနာဒိုရဲ့ဒီဇိုင်းပေါ်မှာအခြေခံတဲ့ရင်ငုပ်ဝတ်စုံတချို့ကိုလည်းဖန်တီးခဲ့ကြပါသေးတယ်။နံပါတ်9အလိုလျောက်သွားသောလှဲလီယိုနာဒိုဒါဗင်ဂျီဟာလေးပိန်တက်ရင်တွေကိုဖန်တီးခဲ့ပါသေးတယ်အဓိကအဖြစ်တရုတ်ဖော်ပြဆက်တွေမှာသုံးဖို့အတွက်အဓိကတိဆောက်ပေးခဲ့တာဖြစ်ပါတယ်သူရဲ့ရင်တွေဟာတံပတ်တွေကိုအသုံးပြုပြီးတော့ရွှေ့ရှာနိုင်အောင်ဖန်တီးထားတဲ့ brake data မကတွာလာနိုင်တဲ့လမ်းကြောင်းကိုထိမ့်သိမ်းပေးတဲ့စနစ်တွေပါဝင်နေပါတယ်နံပါတ်6 anemometer လေတိုက်နှုံတိုင်းကိရိယာအထက်မှာပေါ်ပြခဲ့တဲ့လေပေါ်ကိုပြန်တန်းနိုင်တဲ့လေယာဉ်တွေနဲ့ဆက်ဆက်ပြီးတော့လီယိုနာဒိုဒါဗင်ဂျီဟာanemometer လို့သိကြတဲ့လေတိုက်နှုံတိုင်းကိရိယာတစ်မျိုးကိုဖန်တီးခဲ့ပါသေးတယ်လေတိုက်နှုံတိုင်းကိရိယာကိုပထမဆုံးဖန်တီးခဲ့တဲ့သူဖြစ်တဲ့အီတလီနိုင်ငံဂျီနိုဝါမြို့သားပညာရှင်လီယွန်ဘတ်တီစတာရဲ့ဖန်တီးမှုဒီဇိုင်းကနေလီယိုနာဒိုကဒီကိရိယာကိုပုံမကောင်းမွန်တိကျအောင်ဖန်တီးဖြစ်ဆွဲခဲ့တာဖြစ်ပါတယ်ဒါဟာသူဖန်တီးခဲ့သမျှအရာတွေထဲမှာအထင်ရှားဆုံးသောဖန်တီးမှုတစ်ခုအဖြစ်ရှိနေခဲ့ပါတယ်နံပါတ်5ပြောင်းဝ33ခုပါအမြောက်အလိုလျောက်ပြစ်ခတ်နိုင်တဲ့ပြောင်းဝ33ခုပါအမြောက်လက်နက်ဟာတနက်တွေပြင်းမပေါ်လာခင်ကလီယိုနာဒိုဖန်တီးခဲ့တဲ့စစ်ဘက်ဆိုင်ရာခရစ်ပြေလက်နက်တစ်ခုဖြစ်ပါတယ်တစ်ချိန်တည်းမှာအမြောက်အားလုံးကပြစ်ခတ်နိုင်မှာမဟုတ်ဘဲနဲ့တပိုင်းကြည့်ဖြစ်တပိုင်းပြစ်ခတ်နိုင်တဲ့ပုံစံမျိုးနဲ့ဖန်တီးခဲ့တာဖြစ်ပြီးတော့လီယိုနာဒိုရဲ့လက်နက်ဟာယနေ့ခေတ်ကာလစစ်တပ်နက်တွေရဲ့ခရစ်ပြေတီထွင်မှုတစ်ခုဆိုရင်လည်းမမှားနိုင်ပါဘူးနံပါတ်4 Helical Area Screw ခယူပတ်ပုံရင်ပြန်ယနေ့ခေတ်ကာလဟယ်ရီကော်ပတာတွေရဲ့အခြေခံလို့ဆိုရမယ်ကောင်းကင်ကိုပြန်တက်နိုင်မဲ့ခယူပတ်ပုံရင်ကိုပညာရှင်ကြီးလီယိုနာဒိုက1493ခုနှစ်ကာလကတည်းကဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်လှည့်ပတ်နေတဲ့ဝက်ဥရစ်တံကိုအသုံးပြုထားတဲ့ဒီအရာဟာလေကိုဖိနှိပ်ခြင်းအဖြစ်ရင်ကိုပြန်တက်စေမှာဖြစ်တယ်လို့ဆိုပါတယ်ယနေ့ခေတ်ကာလ vertical flight machine တွေဟာဆိုရင်လည်းလီယိုနာဒိုရဲ့ခယူပတ်ပုံရင်ပြန်ကိုအခြေခံကတိဆောက်ခဲ့ကြတာလည်းဖြစ်ပါတယ်ခင်ဗျာနံပါတ်3တရားအရှင်စုံလည်ပါတဲ့တရားအရှင်တွေကိုလီယိုနာဒိုကဖန်တီးခဲ့ပြီးတော့မျက်မှောက်ခေပညာရှင်တွေမျက်စိလည်အောင်တမိုင်းမှတ်တမ်းချန်ရစ်ခဲ့ပါသေးတယ်အထူးသဖြင့်စစ်ပွဲတွေမှာအသုံးပြုဖို့လီယိုနာဒိုကဖန်တီးပေးခဲ့တာဖြစ်ပြီးတော့1480ခုနှစ်ကမီလန်မြို့စာ
လူဒိုဗစ်ကိုစပေါ်ဆာရဲ့တပ်တွေကိုမြစ်ကိုဖြတ်ပြီးအလင်းအမြန်ချီတက်နိုင်ဖို့လီယိုနာဒိုဖန်တီးပေးခဲ့တာဖြစ်ပြီးတော့လွယ်ကူစွာပဲဒီတရားကိုပြန်သိမ်းနိုင်တယ်လို့ဆိုပါတယ်ခင်ဗျာနံပါတ်2လေထီအများစုအနေနဲ့ကတော့ကမ္ဘာပထမဆုံးသောလေထီကိုပြင်သစ်နိုင်ငံသားပညာရှင်ဆာဘတ်စတန်လီနိုမန်က1983ခုနှစ်ကာလကစတင်ဖန်တီးခဲ့ကြတယ်လို့သိပေမဲ့လီယိုနာဒိုကသူတနှစ်ပေါင်းများစွာစောပြီးတော့ဒီ idea ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။လီယိုနာဒိုရဲ့လက်ရည်မူချမ်းတစ်ခုမှာလူတရားဟာလီနင်ရွက်ဖြင့်တဲစားတတန်းကိုရေပင်ကြီးစမ်းကျိုး12ခုဒေါင်လိုက်စမ်းကျိုး12ခုနဲ့ဖန်တီးခဲ့ပါကဒီအရာဟာမြင့်မာတဲ့အရာတွေကနေအောက်ဘက်ကိုဆင့်သက်တဲ့အခါလူကိုထိခိုက်မှုရှိစေမှာမဟုတ်ဘူးလို့ဆိုထားပြီးတော့ပုံချမ်းများလည်းရေးချထားခဲ့ပါတယ်။နံပါတ်1လူသားစက်ရုပ်ဆွဲဆောင်ရပညာရှင်ကြီးလီယိုနာဒိုဒါဗင်ချီဟာဆိုရင်အလိုလျောက်ဆက်တွေနဲ့ပတ်သက်ပြီးတော့လေကြဲကြဲပြန့်ပြန့်ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ပြန်လည်တွေ့ရှိခဲ့တဲ့သူရဲ့မှတ်တမ်းစာအုပ်မှာဆိုရင်လေဟိုက်ဒရိုလစ်ရေနိုင်ရီကနေပြီးတော့ဆက်ရုပ်ချင်သေးတွေအထိဖန်တီးနိုင်တဲ့စမှုဆိုင်ရာနည်းပညာတွေနဲ့ပြည့်နှက်နေတာကိုတွေ့ခဲ့ရပါတယ်။ဒီပစ္စည်းတွေအနက်ကလူသိအများဆုံးကတော့ဂျာမန်နိုက်သူရဲ့ကောင်းတံတန်ချက်ကဝတ်ဆင်ထားတဲ့လူသားဆက်ရုပ်ပဲဖြစ်ပါတယ်။ဒါဗင်ချီဖန်တီးထားတဲ့ဆက်ရုပ်ရဲ့အစိတ်အပိုင်းတွေကိုလေ့လာကြည့်မယ်ဆိုရင်အပြင်ပိုင်းကနေကောက်တံတစ်ခုနဲ့မောင်းနှင်ပြီးတော့ကေဘယ်ကြိုတွေပူလီတွေကိုအသုံးပြုပြီးတော့ဆက်ရုပ်ရဲ့အထိုင်အထခေါင်းလှည့်လက်တွေလှုပ်ရှားတာကနေတက်ဆင်ထားတဲ့တတုဒိုင်းကိုမြှောက်ဖို့အထိဖန်တီးထားတာကိုတွေ့ရမှာဖြစ်ပါတယ်လီယိုနာဒိုဒါဗင်ချီကတော့ဆက်ရုပ်တွေရဲ့ရှေ့ပြေးပုံစံကို1495ခုနှစ်ကာလတည်းကမီလန်မြို့စာကြီးရဲ့အားပေးမှုနဲ့တိစောက်ပြနိုင်ခဲ့တာဖြစ်ပါတယ်ရခင်ကတော့ဒါဗင်ဂျီရဲ့ဖန်တီးမှုအပေါ်ထင်မြင်ချက်ကွဲလွဲမှုတွေရှိပေမဲ့2002ခုနှစ်မှာ NASA ကစက်ရုပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့မက်ရော့ရှန်ကဒါဗင်ဂျီရဲ့မှတ်စုတိုတွေကနီးစနစ်အတိုင်းစက်ရုပ်ကိုတည်ဆောက်နိုင်ခဲ့ချိန်မှာတော့လီယိုနာဒိုဒါဗင်ဂျီဟာ15ရာစုကတည်းကလူသားစက်ရုပ်ကိုတီထွင်နိုင်ခဲ့တယ်ဆိုတာကိုအားလုံးကလက်ခံခဲ့ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုတင်ဆက်ပေးတဲ့လီယိုနာဒိုဒါဗင်ဂျီရဲ့ခေတ်ရှစ်ပြီးဖန်တီးမှု9ခုကြောင်းကိုစိတ်ဝင်စားကြလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ခင်ဗျာ